ကျန်တဲ့ခေတ်စားလာတဲ့ကျမတို့ရဲ့ဘဝမှာကောင်းတဲ့အပြောင်းလဲတွေအများကြီးဖြစ်လာတာအမှန်ပါပဲအခုနောက်ပိုင်းမှာချစ်သူရည်စားရှာတာတို့ပါ online ကနေမြင်လောက်လာကြပါတယ် online ချစ်သူဘဝနေပြီးတော့မှတီးတိစုံတဲ့အိမ်အောင်ဘက်တွေနဲ့ဖူးစာစုံခဲ့ကြတဲ့အမျိုးသားလေးတွေအမျိုးသမီးလေးတွေလည်းအများကြီးပါပဲဒါပေမဲ့ကန်ဆိုးခဲ့ရှာတဲ့ကောင်မလေးတယောက်တော့ရှိခဲ့ဘူးပါတယ်သူ့နာမည်ကတော့ Ashlyn Black တဲ့သူက Tinder လို့ခေါ်တဲ့ dating application တစ်ခုကနေသူ့ကိုတတ်မဲ့ကောင်လေးနဲ့ချစ်သူတွေဖြစ်ခဲ့ကြတာပါ Tinder dating application ဆိုတာကကမ္ဘာအနှံ့မှာသုံးစွဲသူ85သန်းလောက်ရှိတဲ့နာမည်ကြီး application တစ်ခုပါပဲ Ashlyn Black က fashion ကြပြီးတော့ဘဝကိုလွတ်လပ်ပေါ်ပါစာနေတဲ့အသက်25နှစ်အရွယ် American နိုင်ငံသူလေးတယောက်ပါသူကကလေးထိန်လုပ်ကိုလုပ်ကိုင်ပါတယ်ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ပညာရေးလုပ်ငန်းတွေမှာလည်းလိုအပ်ရင်လိုအပ်တယ်လို့ကူညီတတ်သူပါသူကိုယ်တိုင်လည်းမိခင်ကောင်းတယောက်ဖြစ်ချင်သူဖြစ်ပြီးတော့ကလေးတယောက်ကိုမွေးစားဖို့ကြိုးစားနေတယ်လို့သူတည်ဆုံးချိန်မှာမိသားစုဝင်တွေကပြောကြပါတယ်2020ခုနှစ်မေလ23ရက်နေ့မှာ A10 လို့ခေါ်တဲ့လူတယောက်နဲ့ Tinder application မှာဆုံခဲ့ပါတယ် A10 ကကလေးတယောက်ဖြစ်ပြီးတော့မှမကြာသေးခင်ကမှသူ့ရဲ့ဇနီးနဲ့တရားဝင်ပြည့်စဲခဲ့တာပါလို့ဆိုထားပါတယ်သူတို့တွေကအဲ့ဒီနေ့မှာပဲအပြင်မှာစားကြတောက်ကြကိုချိန်စားပါတယ်ည9နာရီလောက်မှာ A10 က Ashley ရဲ့အိမ်ကိုလာခေါ်ပြီးတော့ဘားတစ်ခုမှ4နာရီလောက်အချိန်ဖြုတ်ကြပါတယ်ပြီးတော့ A10 ရဲ့အိမ်ကိုသွားကြပါတယ်မနက်3နာရီလောက်မှာရဲစခန်းကိုလူတယောက်ကဖုန်းဆက်လာပါတယ်သူကဘယ်သူမှမသိတဲ့လူတယောက်ကိုတတ်ထားမိဒီလိပ်စာကိုလာခဲ့ပါဆိုပြီးတော့ဖုန်းဆက်လာတာပါဖုန်းဆက်လာတဲ့သူကတော့ Ashley နဲ့ချင်းတွေ့နေတဲ့ A10 ဆိုတဲ့သူပါရဲကသူ့ကိုစစ်မေးစားတဲ့အချိန်မှာတော့သူကဒီမိန်းကလေးရဲ့နာမည်ကိုတော့ပြည့်စုံမသိပါဘူးအေးယောက်ျားနဲ့ဒီမိန်းကလေးကသူ့ကိုတနက်နဲ့ပြစ်တတ်ဖို့ကြိုးစားလို့သူတက်လိုက်ရတာပါလို့ပြောပါတယ် Ashley ကအိတ်ခဲထဲမှာမှောက်ရနေထားနေရှိနေပြီးသူ့တကိုယ်လုံးမှာဓာတ်တန်ရာတွေအများကြီးနဲ့တေဆုံးနေပါပြီသူပြန်ရောက်လာတဲ့အချိန်မှာအတူအိတ်ကြပုံရပါတယ်အေးတဲ့အပြောရဆိုလို့ရှိရင်တော့သူအိတ်ရနိုးလာတဲ့အချိန်မှာဘယ်ရောက်ဆောင်လာမှန်းမသိတဲ့ Ashley ကသူ့လက်မောင်းပေါ်မှာအိတ်နေလို့သူကကောင်မလေးရဲ့လေပင်ကိုတမင်းနဲ့လောက်အားကုန်ညစ်ပါတယ်ကောင်မလေးတကြီးလစ်ပြီးတော့ကျမ်းမြေပေါ်မှာမှောက်သွားတဲ့အချိန်မှာအေးတင်ကမိဖို့ဆောင်တွေကဓာတ်ကိုဆွဲပြီးတော့ကောင်မလေးကိုထိုးရတော့ကောင်မလေးတွေးရထွက်နေတာကို10မိနစ်လောက်စောင့်ကြည့်ပြီးတော့မှ911ကိုဖုန်းဆက်လိုက်တာပါအဲ့ဒီအချိန်တုန်းက social media မှာတက်ခံရတဲ့ main ကလေးကိုပဲအဖြစ်တင်ပြီးပြောဆိုနေကြပါတယ်တကယ်တော့ dating application တွေသုံးနေဆိုတာပြဿနာမဟုတ်ပါဘူး Tinder application ဆိုတာကလည်းလူအများကြီးသုံးကြတဲ့ application တစ်ခုပါပဲ main ကလေးတွေကသူ့လူကြည့်ထားတဲ့သူတွေကအကြမ်းဖက်တာကိုခံနေရတာကပြဿနာပါ Ashley လိုအသက်ခံရမယ့်ပေးရနဲ့တီတီလေးလွတ်မြောက်သွားတဲ့ main လေးတူရှိပါသေးတယ်သူမနာမည်ကတော့ Autumn ပါ Ashley အသက်မခံရခင်တပတ်လိုလောက်မှာ A10 က Autumn စီကိုစာရေးအများကြီးပို့ခဲ့ပါတယ်သူတို့နှစ်ယောက်ကတော့ခင်မီရင်းနှီးနေခဲ့ကြပါပြီကောင်မလေးက A10 ကိုစိတ်ဝင်စားတာကြောင့်ချိန်တိုင်းညင်းနေတာသူစီကို Instagram နဲ့ Snapchat တွေရပါ A10 ကအမြဲချီရေးဆိုနေတာဒါပေမဲ့ကောင်မလေးကတော့ရင်းရင်းကြီးကြီးပဲညင်းပယ်နေကြပါ Ashley အသက်ခံရတဲ့အကြောင်းသတင်းထွက်လာတဲ့အချိန်မှာတော့ Autumn တယောက်အရန်ကိုလန့်သွားခဲ့ပါတယ်လူသက်သမားကိုပြန်ချဖို့ဆုံးမချက်ချလာတဲ့အချိန်မှာလူသက်သမားစိတ်ကျမ်းမာရေးချို့တဲ့သူဖြစ်တာကြောင့်ငင်းညာပြီးဖို့လူသက်သမားရဲ့ရှေ့နေကအရေးဆိုလာပါတယ်။ A10 ကစိတ်ဆဝေဒနာခံစားနေရသူအရက်အလွန်ကျွံတောက်လို့စိတ်ကစင်ကလေးဖြစ်နေတဲ့သူဆိုပြီးတော့မှအတနာခံစားတင်လာတာကြောင့်သူလုပ်ခဲ့တဲ့ပြစ်မှုကရွေချက်ရှိလူတက်ခဲ့တာဖြစ်ပြီးတော့တည်ရန်အောင်ပေးရတဲ့ပြစ်မှုမျိုးဖြစ်ပေမဲ့ထောင်နဲ့15နှစ်တာကြာခံစီခဲ့ပါတယ်။သူကထောင်ထဲမှာတခြားထောင်သားတွေကိုလည်းအန်ရီပြုမှစိုးရင်ရတာကြောင့်ထောင်ထဲမချခင်မှာ18လတီတီဆေးရုံမှာဆေးဥတောင်မှုခံယူစီခဲ့ပါတယ်